မင်္ဂလာပါခင်ဗျာအခုကျွန်တော်စစ်စလော့တီကျဲကိုငွေတွေ့မှဖြစ်ပါတယ်စစ်စလော့တီကပါတယ်ဆိုတော့ဒီမှာကျွန်တော်ပြရမယ်နော်ဒီမှာကောင်လေးပါစစ်စလော့တီတို့ခေါ်ပါတယ်ကျွန်တော်ရဲ့ YouTube channel မှာကျွန်တော် link ချထားလေးပါတယ်အဲ့မှာလာရပြီးဒီလာရပါတယ်အခုကျွန်တော်ငွေတွေ့နည်းကိုပြရမယ်စစ်စလော့တီရဲ့ဝင်လာမယ်နားစားပြပါလိုင်းကတိတ်မကောင်းလို့ပါနော်ကြားနေတယ်နားစားပြပါနားကြားတယ်ရပါပြီအဲဒီဒီမှာတာလီချန်နယ်ပါနော်ဒီကချန်နယ်နဲ့ဒီမှာငွေသွင်းငွေထုတ်နော်ငွေခုငွေသွင်းပြမှာဖြစ်တဲ့အတွက်ဒီမှာငွေသွင်းကိုနှိပ်လိုက်မယ်sorryဝေးမှန်ပြီး KP USD ခိုင်းမှနေတဲ့ဒီတော့ဒီမှာနော်ဒီမှာအခုကမြန်မာပြည်မှာဖြစ်တဲ့အတွက် KP နဲ့ပဲထည့်ကြတာနဲ့ဒီချန်နယ်နဲ့ပြီးရင်ပေါ်ရင်းနဲ့ထည့်လိုက်မယ်ပြီးရင်ဒီမှာကွက်လေးရှိတယ်အဲ့ဒါလေးချန်နယ်နဲ့မယ်အခု3000တူမှဖြစ်တော့ကျွန်တော်3000ပြီးဆိုရင်ဒီမှာချက်နှိုးလိုက်မယ်ပြီးရင်အဲ့လိုဖြစ်သွားမယ်နော်ခဏခါလေးပါပြီးရင်ဒီမှာဒီဖုန်းနံပါတ်လေးကိုဒီမှာတို့ကအဲ့ဖုန်းနံပါတ်လေးကို copy လိုက်မယ်ပြီးရင်လုံနောက်ပြင်ကိုဒီမှာထည့်မယ်နော်ငါးလုံးပေါ့မနေ့က6လုံးဒီနေ့9လုံးသူကဘယ်လိုပြောလဲတရက်တစ်မျိုးပြောနေတာလားမသိဘူးကျွန်တော်လည်းအခုမှတော့ဒါဆော့ရကြတာပြီဒါပေမဲ့မနေ့ကကျွန်တော်ဆော့ရကြတော့ခဏ6လုံးပေါ့နော်အခုကခဏ9လုံးဆိုတော့ကျွန်တော်နောက်နေ့မှကျွန်တော်ထပ်ပြီးလေ့လာရင်းနဲ့ဒီနေ့ကတော့ကျွန်တော်နေဒီနေ့လေးရင်ပြမယ်နော်ကဲဆက်သွားလိုက်မယ်ကိုပြပြလိုက်မယ်ကိုပြပြလိုက်ဘုမနေတော့ကျွန်တော်ပြပြတဲ့သွားမယ် sorry ကျွန်တော်ပြပြတဲ့သွားလိုက်မယ်ဒီကနေ့အဲဆိုပြန်ကြည့်လိုက်အောင်โอเคဟုတ်ပြီတောင်းတောင်းကိုလေးနဲ့ငါခွန်ကိုလေးနဲ့ငါခွန်ကိုလေးနဲ့ငါခွန်နော်ကိုလေးနဲ့ငါခွန်တော်လေးငါကိုလေးနဲ့ငါခွန်ဟောနော်ကိုလေးနဲ့ငါခွန်ကဲကျွန်တော်များဒါလေးချက်နေလိုက်နော်နားလေးစားပေးပါโอเคပါနော်ငွေပေးချေမှုအောင်မြင်ပါပြီနော်ဒါဆိုကျွန်တော်တို့ software ထဲမှာတက်ကြည့်မယ်ပြန်ထပ်မယ်နော်ထပ်မယ်ရောက်ပါပြီမြန်တော့မြန်သားဟာဘောနော်ရောက်ပါပြီရောက်ပါတဲ့အတွက်ကျွန်တော်ဒီမှာဆော့ပြမယ်နော်ဒီမှာဒါလေးချစ်နေမယ်
ဒီမှာကျွန်တော်တို့ပြောချင်တာကဒီမှာထီပုံစံမျိုးဟာကိုပဲဆော့ပါဒီ game တွေ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 เนาะဘာမှမဆော့ပါနဲ့အဲ့ဒါတွေကမကောင်းပါဘူးเนาะကျွန်တော်ခုစုပြောတဲ့ဟာတွေကတော့ဒီမှာပေါ့เนาะအဲ့ဒါလေးဆော့ပါပါဒါလေးဆော့ပါဒီကတိရချက်ဝင်လို့เนาะတရားပြီးတော့မှထားတာငါပြန်တော့အကြီးသေးဒါမှာတော့เนาะဒါအကြီးတွေဒီမှာအသေးဆိုရင်လည်းတိတာတွေရတယ်เนาะဒီစောပါဒီမှာအကြီးမြန်မာလိုပဲသူရေးထားပြီးရပေါ့เนาะကိုကဒီမှာကြီးထိုးတဲ့ဒီမှာအကြီးယူတီးထိုးတဲ့မှာအသေးယူသူကနှစ်ခုစလုံးထိုးလို့မရဘူးเนาะတော့ထိုးပြရเนาะဒီကကထားပြမယ်နှစ်ခုစလုံးထိုးရင်သူကစပ်ပြတော့ဘန်းသွားတယ်ဒီမှာအကြီးထိုးမယ်ဆိုလို့ရှိရင်အကြီးကိုပဲထိုးမှာအသေးဒီမျိုးတစ်ခုစလုံးပြင်ထိုးလို့မရဘူးเนาะကျွန်တော်အခုဒီမှာသူအကြီးကိုထိုးမယ်เนาะအကြီးကိုဒီမှာနေရမယ်ပြီးရင်ဒီမှာကိုကထောင်ရှိတယ်တောင်းရှိတယ်ပေါ့နော်ကျွန်တော်ပြီးလို့ရှိရင်ဒီမှာဒါလေးချက်နေမယ်နော်ကျွန်တော်ခုထူရတယ်နော်ထောင်sorry နေပြလိုက်နိုင်စားပြီပါတေးကြပါပြီအဲ့တော့ကျွန်တော်တေးကြတဲ့တော့ကျွန်တော်အသေးကိုဒီမှာနေရမယ်ပြီးရင်ဒီမှာထောင်ဆိုလို့ရှိရင်ဒီမှာကိုအပေါင်းလေးရှိတယ်အနှုတ်လေးရှိတယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်ဒီအဝဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်နော်ကျွန်တော်ထောင်နှိပ်လိုက်ပြီဒါလာမယ်စတက်ပေါ့နော်ရှိုးရင်သုံးစားလိုက်မယ်နိုင်စားတယ်ထုံးမယ်နော်ရှုံးတယ်ကြီးကြပါတယ်ပေါ့နော်အသေးထုကဒီကြီးကြတယ်အဲ့ဆိုရင်နော်ကြီးကိုတစားပြန်ကြီးကိုသုံးစားနဲ့လိုက်မယ်ကြီးဒီမှာထိုးမယ်ပြီးဒီမှာအပေါင်းလေးနဲ့နှိမ့်လိုက်ပြီးဒီမှာသုံးစားပါလာတော့ပေါ့နော်ရှုံးမနိုင်မလားကြည်ရနိုင်နော်ရှုံးတယ်ပေါ့နော်ဟုတ်ပြီဒီတော့တန်ကြရှုံးရတယ်ဒီမှာဘင်းမတန်မပြင်ကြည့်ရပါတယ်ဟုတ်တယ်နော်ဒီလားဒါဆိုရင်ကျွန်တော်ဒီကအကြီးကိုဆက်လက်လုပ်ရမယ်sorry ကြီးကြရပါတော့အကြီးကြနေတယ်ဆိုတော့ငါကြီးအသေးကြီးသေးနော်ဆိုကြနေဗျာကဲအဲ့ဆိုလို့ရှိရင်ကျွန်တော်အကြီးကိုပဲ6စားလိုက်တော့တယ်ဗျာ6စားတော့ကဲsorry အတီးပဲကြားရပါတော့ဟိုကြီးချိန်နေတာဗျာကြီးသေးအမြင်ရှိရတယ်ဒီ1 2 3 4 5ချိန်ရှိပါပြီအဲ့ဒါဆိုရင်ဒီစကားတော့ဒီကိုပဲဆက်လိုက်တော့ပေါ့နော်ဒီမှာဆက်လုပ်လိုက်တယ်ဒီမှာ6000ဒီက3ထည့်လိုက်ပေါ်ပြီကြာပါပြီအသေးကြာရနော်အဲ့ဆိုကျွန်တော်ဒီကအသေးပဲကျွန်တော်6000ဆက်လုပ်လိုက်တော့မယ်6နှစ် sorry 6နှစ်တော့ပြီးဒီမှာတစ်နှစ်တော့6000နော်ကျွန်တော်မှဒီမှာကျွန်တော်ထည့်တာ3000ပြီးဒီမှာ1000ပဲကျွန်တော်ရှုံးလာနိုင်လားမသိဘူးဗျာတန်တော့ကြီးကြတယ်ရှုံးမှာပဲတော့ရှုံးရနော်ဒီနေ့တော့ဒီမှာရှုံးရနော်ရှုံးထားရနော်
ကြီးကြရယ်3000ထည့်ရတာအခုပေါ့နော်2000ပဲကျန်တယ်အဲ့ဒါဆိုရင်ဒီခါကျွန်တော်တေးပဲထုတ်ရအောင်ဗျာအောင်ပဲဟောဆိုပြီးများကြီးပဲလာပါနော်ကြီးကဲဆက်အားလုံးမင်္ဂလာပါဒီလောက်ပါပဲเนาะကျွန်တော်ကတော့ဟိုတောင်းရှုံးရတယ်ဒါပေမဲ့မိစေတော့အဲ့လိုလည်းမစောပါနဲ့เนาะကျွန်တော်ကလက်ကြည့်မှာပေါ့เนาะအဲ့လိုလည်းမစောပါနဲ့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးနှိပ်ပေးတာပါကျွန်တော်ဒီ game ကိုဆုံးနေဆိုရင်လည်းဒီချာဆော့ပါကျွန်တော်ရဲ့ YouTube အောက်မှာကျွန်တော်လင့်ချပေးပါတယ်ခင်ဗျာအားလုံးကျေးဇူးပါတယ်နောက်ပြီးတော့ပြန်ဆုံ